အခန်း30မောင်လင်ဝင်းသည်မိုးလင်းသောအခါပါကျော်မပေါ်လာသောကြောင့်မိုးရွာတွင်ကင်တိုမီမြို့ဘက်သို့တခါတည်းသွားလေ၏ထုံနေ၌မိုးသည်မဆဲဘဲရွာရွေနေလေသည်တနေ့လုံးမောင်လင်ဝင်းသည်အိမ်ကြီးတွင်တရရဝဲဝဲဆောင်ကမျောတော်လဲရီရီကိုမမြင်ရချေအကြောင်းမူကားရီရီမှာအခြားသောအိမ်ကြီးချင်းဘိုးအိမ်သို့ရောက်ရွေနေလေသည်ရှင်ကဲ့သို့တနေ့လုံးမျောလျာအိမ်ပေါ်မှတက်ချီဆင်းချီနေသောမိန်းကလေးနှစ်ယောက်ကိုသာမြင်ရလေသည်မောင်နေဝင်းသည်၎င်းတို့အမှုရာထူးခြားပုံ၎င်းတို့တီတူစကားပြောပုံများကိုမြင်ရသောအခါရှိလွန်စွာမကြမ်းမမာဖြစ်နေသည်ဟုမှတ်ထင်တယ်မိမိအိမ်မက်ကိုသာအပြန်တွေးတော့ကာနေလေသည်မိုးသည်တခါပြင်းထန်စွာရွာသည်တခါတဖွဲတစိမ့်စိမ့်နေသည်လုံးကြီးရက်စဲသည်ဟုမရှိချေကောင်းကင်မှာအငြင်းညုံမဲနဲ့ရှိလေသည်မောင်နေဝင်းခိုး၍နေသောတပြေပင်ကြီးမှာအရွက်အခတ်တွေများစွာထူထပ်တော်လေလေထဲတွင်ရန်ကာလောက်ခါကြီးစွာသောငှက်ကြီးသည်အမွေတောင်တို့ကိုခါသလိုအရွက်အခတ်တို့ကိုခါ၍နေလျာမုံရည်များသည်မောင်နေဝင်းအပေါ်သို့မပြတ်မလတ်ကျသောကြောင့်တကိုယ်လုံးရွှဲဆုံ၍နေလေသည်မောင်နေဝင်းသည်ထိုတစ်ပင်ကြီးအောက်ကအဘဲမှမရွှေပင်အယူကဲ့သို့နေရအနီး၌တပြေသီးများသည်တဖုတ်ကျွေကြားနေလေသည်မောင်နေဝင်းသည်မိမိ၏ပတ်ဝန်းကျင်၌ရှိသောတပြေသည်နိနက်ချီကိုကြည့်ကမိုးရေထဲတွင်ပျက်စီးခြင်းအဖြစ်သို့ရောက်ကြမည်ကိုစဉ်းကျင်နေနောက်အနှစ်တရာတွင်မိမိနှင့်တကွရှိပန်ဤကဘာမြေပေါ်၌ရှိသောလူသက်တော်တို့မှတယောက်မျှမကျန်ပျောက်ပြက်ကြမည်ကိုတွေးမိလေသည်တို့ပင်တွေးမိတော်လဲယခုပူလောင်ရရှိသောမိမိရဲ့စိတ်ကိုထိုသင်္ခါရတရားသည်ဖြည့်ဖြောက်ခြင်းကမစွမ်းနိုင်စေအကြောင်းမူကားနောက်ဆုံးတနေ့၌အမှန်ပင်ပျက်စီးကြမည်ဖြစ်သောလူသက်တော်တို့မှမပျက်စီးမီခံရသောဒုက္ခသည်ပျက်စီးခြင်းတဲ့ပုံမူ၍ချီလေသည်မောင်နေဝင်းသည်ကရီအတွက်ပူပင်ရသောဒုက္ခကြောင့်ဤတပြေသီးမဲ့များကဲ့သို့မိမိကိုယ်ကိုလျင်မြန်စွာပျက်စီးခြင်းသို့ရောက်တော်မူဟုမှထင်ကမသိမီကရီရဲ့မျက်နှာလေးကိုတစ်ချက်မှမြင်စီရဟုတန်တားလျက်နေရရှာလေသည်လူဆိုးတို့၏ဒဏ်ရာ၌ကောင်းစွာမသက်သာသေးသောဝေဒနာမှာအေးနှင့်တွေ့ကြသောအခါပြင်းထန်စွာပြန်၍ပေါ်လာပြီးလျှင်ဦးကောင်း၌နာကျင်ကြိုက်ခဲနေလေသည်သို့တော်လည်းရီကိုမတွေ့ရလျှင်ဤနေရာပိုက်ပင်ရဲ၍သေးစေတော့ငါရဲ့အလောင်းကိုဤလန်းဆောင်၌မြင်ရလျှင်သူတို့ဤနာမှာငါလာ၍ဒီဆောင်ကိုတီကောင်းစရာရှိပေပြီဟုတွေးတော့ကမတိမချင်းဤနေရာ၌ငါနေမည်ဤနေမှာစား၍ငါသည်အစာကိုမစားအိမ်အပူကိုခံကနေတော့မည်ဟုတုံကြီးစိတ်ချနေလေသည်ထိုကဲ့သို့နေခိုက်တွင်ဤအိမ်ကြီးရှိရည်သည်သူတို့ငါဤမြလောက်စင်ရဲခံရသည်ကိုသိရလျင်ငါပေါ်၌အနှဲငယ်ကျူနာရှိကောင်းရှိပါလိမ့်မယ်ရီငါကိုအခုနေရာမှာမြင်ရလျင်အနည်းဆုံးအဖြစ်သူ့အိမ်နားမှာလာပြီးမထူမရှုနဲ့မနေရအောင်ငါကိုမောင်းနေလိမ့်မည်ငါကိုတရောင်းစားကဲ့သို့ငွေကြေးအနှဲငယ်ပေး၍နေလိမ့်မည်ထိုကဲ့သို့အနေခံရလျင်သူ့မျက်နှာကိုငါမြင်ရတော့မည်သူဟာစကားတစ်လုံးနှလုံးမှပြောရလိမ့်မည်ပြောရပြီးနောက်သူ့ရှိတွင်လဲ၍တည်စေတော့ငါစိတ်ကြည်နေပါရဲ့ဟုအမျိုးတွေးတော့ကနေလေသို့တော်လည်းရီကိုမမြင်ရဘဲနေရသည်မှာအတော်ကြီးကြာ၍သွားလေသည်ထိုအခါထန်းတပင်မြို့၌တပင်ရောက်တွင်နှစ်ယောက်ကမိုးခိုရပုံကိုတွေးမိလေသည်ယခုမှတယောက်တည်းမိုးခို၍နေရသည်မှာအရင်ကားနဲ့မတူလွန်စွာမှခြားနာပါပေ၏တကားဟုစဉ်းစားမိလေသည်ရီသည်ငါဟာအိမ်မက်ထဲ၌တန်တာကခေါ်၏ယခုမှငါဤလောက်ဆင်းရဲ၍နေရသည်ကိုအပြည့်၍မှမကြည့်ရှာချေရီမှာအင်ကြီးရှင်ဖြစ်တာနဲ့ခုံတက်၍နေသလားရီမင်းသည်တဘောကသာခုံတက်နိုင်ဖို့ရှိပါလိမ့်မယ်မရွေမတွက်နိုင်အောင်ချမ်းရှိတဲ့ဘဝတွေမှာမင်းငါ့ကိုကွင်းဆောင်လို့ရပါမလားအခုမင်းချစ်သူမြို့အောင်နဲ့အခုလိုမိုးရွာမှာနှကိုတူပြုံမွေး၍နွေးနွေးကလေးသာတမီမီနိုင်ပါစီမင်းမှာ
မြို့အိုရင်ခွင်၌ຫນွေရည်နေကျုံမှာမိုးရီထဲမှာအေးခံ၍နေရလေ။အော်ရီအခုနေဟောက်ဟုခန်းကလေးထဲမှာကိုဖုံးချော်နဲ့လေပင်ချင်းရက်ပြီးတယောက်ကိုတယောက်ကြီးကအလွန်တရာစီပြိုတဲ့အရင်ကချစ်လက်စာရှိတဲ့သူကိုလုံလုံးကြီးမိနိုင်ရှာပါပြီ။မြို့မှာရီတဲ့ဟုသောရတာတက်ဖြင့်လက်ဆက်ဖြိုးမောက်ကအစီရည်ရွေနေလေသည်။ငါဒီကမကြမီရီကိုတန်းတိုင်းရင်အစာငတ်သောဖိတ်ပမာလိုဤလန်းမှာတရားချီတော်မည်။ရီညှိုးငယ်ပင်ချုံနေသည့်အကြောင်းရင်းကိုငါသိနေမြို့နှင့်အဖျော်လွန်၍မြို့ကပျော်ခွန်စခညိုးနေ၍နေရှာလေသလားရီမင်းထင်မှားလိမ့်ပြီမြို့သည်မင်းရဲ့အသွေးသားကိုချီမင်းကိုမှအသွေးသားခံလေမြို့သည်မင်းရွှေငွေကိုအသုံးပြုကအချားမှကျဆာလိမ့်မည်ငါရဲ့အချစ်တီကရီအသွေးသားတတ်ကိုတတ်မှတ်သောအချစ်မဟုတ်ရီအတွင်းစိတ်ကိုရောက်သောအချစ်ပင်ဖြစ်မြို့၏အချစ်သည်ကြမ်းတမ်းသောဘလူတပတ်တို့၏အချစ်ဖြစ်၍မင်းသားကိုစားရဖို့ချိန်မင်းကိုယ်၌ရှိသောအလားစီတတ်တို့ကိုတဖြည်းဖြည်းဖြူဖြတ်ဖို့ချိန်ကျုပ်ချင်မှာလွန်စွာတိမ်မွေ၍ရီကိုလက်နဲ့ထိမိနေစောကားရန်ကားသည်ဟုမထင်ရ၏ရီမင်းပေါ်၌ထန်းတပိန်မှာငါညာခဲ့သည်များသည်မြို့မင်းတဲဟုသောနတ်ဘလူအတွက်ပလိနတ်စာတင်ကားတမင်တသက်ထားမိတကယ်သို့ဖြစ်ရှိမင်းကိုယ်နဲ့မင်းစိတ်သည်အလွန်တရာနူးညံ့တိမ်မွေးပါလေအထွေကိုတာ၍ခင်စင်ကြယ်တန့်ရှင်သောအချစ်ကိုကဂယုမထားကျုပ်တကယ်မှားမိပြီတကားရှိလောဘကြီးစွာချစ်သောချစ်သည်မြ မြန်ကြီးကုန်ခံ၏အဟုန်နှင့်စီးသောချောင်းရည်ပမာຫນွေခါ၌သွေးချောင်း၏ငါရဲ့အချစ်မှာခိုင်မာသောကြောက်ဆောင်ပမာဘယ်ခါမှမရွှေသောအချိန်၌တည်ရှိနေသောကြောင့်အေးမြသောကြောက်စမ်းရည်ပမာဘယ်ခါမှအရှိန်ပြင်းပြစွာမစီးတော့လေဘယ်ခါမှခန်းချောက်ခြင်းဘဝသို့မြောင်ຫນွေပေါက်လျင်တာရွှေအေးပါလိမ့်မည်တဟုန်လေးချစ်သောမြို့အို၏အချစ်သည်အရှိန်ပြင်း၍တိုက်တရောအငြိအကြီးတို့ကြောင့်ထိုချစ်တဲ့ဟူသောရည်သည်ဘယ်ခါမှအယောင်မတောက်ပဲနောင်ချစ်ချီနေသည်ကျုပ်၏အချစ်မှာကြောက်ကြမှစစ်ပေါ၍လာသောအချစ်ဖြစ်သောကြောင့်ကြည်နေတန်ရှင်ညစ်ကြေကင်းလိုက်သို့တော်လည်းရီမင်းရဲ့စိတ်သည်မင်းရဲ့နူးညံ့စင်ကြယ်အစင်းကျွေသောကိုယ်နှင့်မတူနောက်ချီသောနေနောက်ချီသောရေနှင့်ကျက်စာခြင်းသောငါနှင့်တူသောကြောင့်အစာကိုမရွေးပင်တွေ့ရကိုဟစ်ခြင်းဒီကြောင့်ကိုကြုံမသိသောကြောင့်ရီသည်ချုပ်ကိုမြ мян ကြီးနေပြီရီမင်းဖြစ်မဟုတ်ဇေယိုက်ကိုမတိတတ်တဲ့မိုက်မဲသောချုပ်ဖြစ်ပါလေသည်စသည်ဖြင့်တွေးတော့ကနေရင်မောင်ချသွားလေထိုကဲ့သို့တွေးနေခိုင်တွင်မိအိမ်ကိုဆွဲရလာသောကလာကလေးတယောက်သည်အချိုင်းဒီမှရီအိမ်သို့ကို၍လာလျာထိုကလာ၏နောက်၌လောင်းကုတ်အင်ဂျီကိုဝစ်ခံထီဆောင်၍လာသောမိန်းမတယောက်ကိုမြင်ရလေသည်ထိုမိန်းမ၏လမ်းလျှောက်ဟန်ကိုသိရလျက်မောင်နေဝင်းမြင့်သောအခါရီဖြစ်ကြောင်းကိုသိရလျက်ရှင်ထဲတွင်လိုက်ဖို့၍သွားလေသည်တပင်အောင်မှခြေပြားထောက်ခါရက်ကြည့်နေမိသည်လီကားတစ်ကိုငုံချီရာရီမျက်နှာမှာမိရောင်ဟလာသဖြင့်လင်း၍လာသောအခါအရှင်တညကမြင်ခဲ့ရသည်ထက်မျက်နှာသည်ပို၍ကြာနေသည်ကိုတွေ့ရလေသည်ထိုအခါမိမိခံစားခဲ့ရသောဒုက္ခကိုမေးလျက်တနာကျင်လာသောစိတ်တို့သည်ရှင်ဝါမှတိုး၍ထွက်ပြီးလျှင်ရီရှိရသောတဟုန်နှင့်အတင်းလို၍သွားတဲ့ကဲ့သို့မှတ်ထင်ရလေသည်ထိုအခါမောင်နေဝင်းသည်ဘလို့ပဲဖြစ်ဖြစ်လေကားရဲ့မှမိသူမှလည်းမရှိငါဝင်၍စကားပြောတော့မည်ဟုစိတ်ကိုအတင်းကစိုက်ထားသောဝါပင်စီယိုတို့ကိုကြော်လျာမိမိပခုံးကိုတင်းမာစာလာ၍ကိုင်သောလက်တစ်ခုသည်မိမိကိုနောက်သို့ဆွဲယူလိုက်လေထိုအခါနောက်သို့ပြန်၍လက်ကြည့်လျာပန်ချပြီးကလာပလင်းတစ်ယောက်ကိုတွေ့ရလေသည်ထိုအခါမောင်နေဝင်းသည်ဟေးလို့ငါတခုံးမဟုတ်ဘူးကိစ္စရှိလို့လာတယ်ထို့သူပြောလျာပန်ချပြီးကလာသည်မင်းညာကဓားနှင့်ထိုးသွားသောတခိုးကိုမိပြီးဟုထင်တယ်
မောင်နေဝင်းရဲ့နှစ်သေးကိုရိုက်လျာမောင်နေဝင်းသည်ပန့်ချပြီးကလာကိုလက်သီးနှင့်ပြင်၍ထိုးလေသည်ထိုအခါအခြားကလာတစ်ယောက်ဝင်၍လာပြီးလျှင်မောင်နေဝင်းကိုရိုက်လေသည်မောင်နေဝင်းသည်လည်းပြန်၍ရုံရင်းစံခတ်ဖြူကထိုးချိတ်လေသည်အတန်ကြာရုံရင်းစံခတ်လမ်းပေါ်၌ဖြစ်နေပြီးနောက်ဝီစီတန်ပေး၍ပတ်ကရိုဟုသောအတန်များကိုကြားရလေသည်ထိုတွင်မောင်နေဝင်းရဲ့ဥကောင်းမှာနမတ်နှင့်အခြားခံရပြီးနေပေါ်သို့ထို၍လဲသွားလျာပန့်ချပြီးကလာများနှင့်ရထားနှင့်လာသောလမ်းသွားလမ်းလာများသည်ဆင်း၍ကြည့်ရှုကာဝိုင်းအောင်၍နေကြလေသည်မောင်နေဝင်းမှာမိုးရီတွင်ဆိုလျက်လက်နှစ်ပေတွင်အဆန်သားနေလေသည်